ဝေးလို့ကိုကြီး စားဘာလို့ကိုဝဲလို့ ဆောင်းနေရေးဆိုရင်တော့ဝေးလို့ကိုကောင်းတယ် မမကြီးပဲမကြီး ဝေးလို့ကိုရေးလို့ ရှားဘာလို့အော်ပြင်ဆိုင်ဖို့လာရဟုတ်လားဟာလား ဝေးโอเคนี่ဝေးလို့ ဒီမစားအေး Oh no ကျုပ်လီလုံး ကျုပ်လီလုံးယာယီလေးစုံ တူလေးလို့ရွာပဲ လို့ယူပါမိပါလေတာဆက်ဆောလုံးမဝေးလို့ ကျောင်းလေးဆက်ဟာ ဝေးလို့မစုံလား တော့တော့ ဝေးလေโอเคโอเคได้ละ တခြားလာပဲ ကဲနောက်တစ်စုံ တခြားမဟုတ် ချုံမလေးစုံထည့်မယ်အဆိုင်နင်းလက်ဆို ဆိုင်โอเค လက်ဆို နောက်နှစ်စုံကျန်နေတာလေးစုံထည့်မယ် တုံးလို့ ကျက်ဦးလေးလုံး တော့လို့ နံပြားရည်လေးစုံအချိုမုတ်လေးစုံ တာလုံးလေ โอเคလေးစုံမွန်းပြင်းတော့ပြန်ချီလိုက် ဘလို့ပဲချီတယ် ခဏလိုပဲလေတခြားချီ တော့တယ်ပြော အဲ့လိုမွန်းဟာလေးစုံโอเคရပြီလောက်ပဲဟုတ်ကျက်ဦးနဲ့မထီးရနော်โอเคဒီလည်းမွန်းတစုံရစုံ ဟဲ့ဘာလို့ ပြေး လဲ မွန်းလေပြေးမွန်းနောက်နှစ်စုံ လက်ဆိုလက်ဆိုတော့ ဖြည်းဖြည်း တော့ခောက်နေလိုက်လေ တစ်ခါ ဟုတ်ချားပါမယ် လောက်မွန်း ဆုံးစားပါလေကြာ เดี๋ยวก็ล้างมือนะอันนี้เอาเยอะๆเอาเยอะ ဒီကတော့အေးဟော ๆโอเคยาเลยโอเค ကြာ ดีซูโอเค လာကိုင်ပြီ โอเคဒါကျုပ်လေးလုံးပြပါလား အပြားကြီး ကြီးလေးစုံအချိုမုတ်လေးစုံစင်ကငပိလေးစုံအဲ့ဒါကိုသိချမှုရမယ် you have to do like this see do like this ဒါကိုဒီစင်ကငပိကြည့်အောင်မှုရမယ်ကြည့်အောင်မှုโอเคဒါတော့ဒီရေကတော့ကြိုက်တဲ့ရေသုံးရတော့ဒါပေမဲ့ဒီချောင်းကရေသုံးတော့ပိုကောင်းတော့ဗောနော်ရေကိုအပြည့်မထည့်ဘူးဒီလောက်ပဲထားမယ် တာဒီလာ နောက်နည်းနည်းဒီလောက်ပဲထားမယ်ရေ ဒီလာ အဲ့ဒါဆိုရင် တာဒီလာတော့ โอเคရပြီဒုနန်တက်တော့โอเค အမီအေ โอเค မီအေဒီမှာ
ကဲဖို့ ရပြီအလောင်းရပြီဒီလောက်ပြရပြီနော်ပြေးတာပြရတယ်အဒီတော့အရာတွေ ဒါနောက်ဆုံးအဆင့်နူရဒီမှာလွန်ဖို့အဆင့်ပြေတယ်သူကနေပူထိတော့လေနေပူထိကောင်းဒါဟာမြေကြီးကွက်လည်းကောင်းသလိုအပင်ကြီးကွက်လည်းကြီးထွားတဲ့အသီးသီးတွေပေါ့နော်ဒါပေမဲ့หนีရမယ်နော်ဒီဘူးကဒါပေမဲ့စောက်ကြည့်အောင်ပေါ့